မင်္ဂလာပါရှင်ဒီနေ့လိပ်ပြအင်ဂျင်နီယာနီလေးပြပေးသွားမယ်အဲ့ဒါလေးကအရန်လွယ်ကူပြီးရိုးရှင်းတယ်အရန်လည်းလှပါတယ်နော်ကဲကြည့်လိုက်ကြရအောင်ပထမဆုံးကျမတို့ကပိတ်စာကို၄ခေါက်ခောက်ပါမယ်ဒီစကတ်ညက်တဲ့ပုံစံမျိုးပေါ့ဒီချမ်းမှာဒါတွေကခောက်ရက်သားဖြစ်ရမယ်နော်ခောက်ရက်ဒီလိုမျိုး၄ခေါက်ဖြစ်ရပါမယ်ပြီးပြီဆိုလို့ရှိရင်ကျမတို့ကဘာလုပ်မလဲဆိုတော့ပခုံးကိုအရင်စဆွဲလိုက်ပါမယ်เนาะသူကခောက်ရက်ဖြစ်တဲ့အတွက်ကိုချုပ်စာမလိုပါဘူးအကယ်၍ဒီမှာပိတ်စာမလောက်ဘူးဆိုလို့ရှိရင်ဒီအရှိအစနဲ့နောက်အစကိုကပ်ပြီးညက်မယ်ဆိုရင်ဒီမှာပခုံးချုပ်ယူထည့်ပြီးတော့ညက်လို့ရပါတယ်ရှင်အဲ့တော့အရင်ဆုံးကျမတို့ပခုံးကိုဆွဲလိုက်ပါမယ်ပခုံးကိုတိုင်းလက်နဲ့ဆွဲပြီးမယ်ပခုံးခုနှစ်ကိုစဆွဲလိုက်ပါမယ်နာပါပခုံးခုနှစ်ပါဆွဲလိုက်ပါပြီပြီးရင်လက်အရှည်ကိုဒီနေရာမှာကိုးယူမယ်ကိုးယူပေးမယ်အကယ်၍ကိုကလက်အရှည်ကိုလက်စကားတို့လက်ရှည်တို့လိုချင်လဲရပါတယ်เนาะအခုတော့ဒီနားမှာကိုးယူပေးပါမယ်ပြီးပြီဆိုရင်လေပင်ပေါက်ဖောက်ပါမယ်လေပင်ပေါက်က220ဘေးကိုတလက်မခွဲချဲပါမယ်တလက်မခွဲချဲမယ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ချမ်းလေပင်ကတလက်မခွဲဖောက်ပါမယ်တလက်မခွဲဒီနားပါတလက်မခွဲပြီးရင်ချုပ်စာလေးပါထည့်ပါမယ်တလက်မခွဲအဲ့တော့ပြီးပြီဆိုရင်ဒီနားလေးနဲ့ဒီနားလေးကိုဆက်ပေးလိုက်ပါမယ်အေးရပြီနော်ဒါကမူရင်းအဲ့တော့ဒါကတလက်မခွဲလေပင်ဒါကကြတော့2စိတ်ငကူလေပင်ဒါကတလက်မခွဲဘေးကိုချဲ့ထားတာပြီးပြီဆိုလို့ရှိရင်ကျမတို့ကအင်ဂျီအရှည်တိုင်းပါမယ်အင်ဂျီအရှည်ကိုအရှည်က25လက်မ26လက်မဆိုလှပါတယ်ဒီမှာကတော့စက်ကူမှရှိတဲ့လောက်ကိုပဲတိုင်းပြပေးသွားမယ်ဒါ18လက်မ19 20ရှိတယ်ဒီမှာเนาะပြီးွားပြီဆိုလို့ရှိရင်ဒီညားလေးကိုမြင်းတစ်ချောင်းကျမတို့ဆွဲလိုက်ပါမယ်လက်အစုံနေရာလေးကိုမြင်းတစ်ချောင်းဆွဲလိုက်မယ်ဒါလေးကိုဆွဲပြီးပြီဆိုရင်အောင်နားလေးကိုထီးပုံစံဝိုင်းလိုက်ရပါမယ်ဒီမှာပါဒီလိုလေးပါဒီလိုမျိုးလေးပါနော်သူကဒီစကတ်တွေပါဒီမှာ white တလို့ပုံစံလေးအင်ဂျီဒီအောင်နားလေးနဲ့ဒီဘေးနားလေးကို white လိုက်ရပါမယ်ကဲပြီးပြီဆိုလို့ရှိရင်ဒါကိုမညက်သေးဘူးမညက်သေးဘဲနဲ့ရှေ့ချမ်းလေပင်လေးကိုဖောက်ပြပေးသွားမယ်နော်ဒီလိုဆိုရင်ဒါရှေ့ချမ်းလေးဒါပခုံးမြင်းဒါကရှေ့ချမ်းလေပင်ဆိုတော့ဒါပခုံးမြင်းအဲ့တော့ရှေ့ချမ်းက220နောက်ဘေးက220ရှိတယ်ဆိုလို့ရှိရင်ရှေ့ချမ်းအကြက240ရှိပါတယ်ဒီမှာ240ပါနော်240ကိုမှသူကတလက်မခွဲထပ်ချပါမယ်ခေါင်းဆွရတဲ့အင်ဂျီတွေဖြစ်တဲ့အတွက်လေပင်ဘက်ကိုနည်းနည်းလေးကျဲပေးပါမယ်နော်အဲ့တော့ဒီနားမှာဒီဟာကဒါက220 240ဒါကရှေ့ချမ်းဒါကတလက်မခွဲအဲ့တော့ဒီမှာချုပ်စာ2စိတ်ထပ်ထည့်လိုက်ပါမယ်ပြီးရင်ဒီနောက်ချမ်းလေပင်လေးနဲ့ဆက်ပေးလိုက်ပါမယ်နော်ဒီလိုဆွဲပေးလိုက်ပါပြီဆွဲပေးပြီးဆိုလို့ရှိရင်ကျမတို့ကလေပင်ပေါက်ကိုရင်ညှက်လိုက်ပါမယ်အဲ့တော့ဒီဟာလေးကညှက်လိုက်ပါပြီเนาะညှက်ပြီးပြီဆိုလို့ရှိရင်ကျမတို့ကစောစောကလိုပဲအရှည်ချမ်းလေးပြန်ပြီးတော့ခောက်လိုက်ပါမယ်ဒီလိုခောက်လိုက်ပါမယ်စောစောဆွဲထားသလိုပဲခ
ခောက်လိုက်ပါပြီကဲခောက်လိုက်ပါပြီနော်ဒီမှာဆိုလို့ရှိရင်ဒါနောက်ချမ်းလဲပင်ဒါရှေ့ချမ်းလဲပင်နော်နောက်ချမ်းလဲပင်ရှေ့ချမ်းလဲပင်ရသွားပြီအဲ့ဒီတော့ကျမတို့ဒီဟာကိုစဝိုင်းပုံစံညက်ပြပါမယ်ဟိုကပကုံးက9လက်က6လက်မယူထားပါတယ်ပကုံး9လက်6လက်မယူထားတယ်နော်ယူထားတယ်ဒီလိုမျိုးလေးယူထားပါတယ်နော်ပကုံးက9ပကုံး9လက်မလက်9လက်မဒီနေရာကိုရင်းလေးပြန်ဆွဲမယ်မြင်းချောင်းကဟိုဘက်အတွင်းဘက်ရောက်သွားလို့ဒီဘက်ချမ်းနော်ဒီဘက်ချမ်းနေပြန်ဆွဲပြပေးမယ်ပြီးပြီဆိုလို့ရှိရင်ဒါကိုဒါဝိုင်းလိုက်ပါမယ်ဒီနားလေးနဲ့ဒီနားလေးကိုအင်ဂျီကိုဝိုင်းလိုက်ပါမယ်နော်ထီးစကတ်တွေဘာတွေမှာထဲတဲ့ပုံစံမျိုးပေါ့ဒီလိုမျိုးလေးပါနော်ဒီလိုမျိုးလေးအင်ဂျီရဲ့ဒီနားလေးနဲ့ပြေးလေးပဲစကတ်အောက်မှာထီးစကတ်အောက်မှာဆွဲတယ်လိုမျိုးပြေးကလေးဝိုက်ဝါလိုက်ပါမယ်နော်ဒီလိုမျိုးလေးပါအင်ဂျီအရှည်ကိုတော့လေးပြအင်ဂျီညက်မယ်ဆိုရင်25လက်မ26လက်မထားပေးရမယ်အဲ့ဒါမှသူကလှတာမလို့ပါကဲဒီဟာလေးကိုညက်ပြပေးပါမယ်နော်ညက်ပြပါမယ်ဒါဆိုရင်လေးပြအင်ဂျီလေးရသွားပါပြီဒီလေးပြအင်ဂျီကိုညက်မယ်ချုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုချုပ်ရမလဲဆိုတော့တေချာလေးရှင်းပြပေးပါမယ်ဘယ်လိုချုပ်မလဲဆိုလို့ရှိရင်ပထမဆုံးဒီလေပင်လေးတွေကိုအနားလုံးလိုက်ပါပိတ်စလေးနဲ့အနားလုံးလိုက်ပါအနားလုံးလိုက်ပြီးပြီဆိုရင်ဒီဘေးပတ်လည်လေးကိုလည်းအနားလုံးပေးရပါမယ်เนาะဒီဘေးပတ်လည်လေးကိုအနားလုံးပေးရမယ်အနားလုံးပေးပြီးပြီဆိုလို့ရှိရင်လေဘေးကိုလုံးမယ်ဘေးပတ်လည်ကိုအနားလုံးမယ်ဂျိုင်းနာကိုဘယ်လိုလုပ်မလဲဆိုတော့ပြပြပေးမယ်เนาะအဲ့တော့ဒီမှာဂျိုင်းရဘယ်လောက်ရှိလဲဆိုတော့ဂျိုင်းရ9နဲ့ချုပ်ထားတာပါเนาะအဲ့တော့ဒီနားလေးပေါ့ဆော့ဆော့ပခုံးဆုံးတဲ့နေရာလေးပခုံးကိုဆုံးဖိထားတဲ့နေရာလေးအဲ့ဒီနားလေးမှာဘာလုပ်မလဲဆိုတော့ဂျိုင်းစာလေးကိုဒီလိုလေးမှတ်လိုက်ပါဂျိုင်း9ဆိုတဲ့အတွက်ဒီနားလေးကိုမှတ်လိုက်ပါเนาะဒီနားလေးကိုဒီလိုလေးမှတ်လိုက်ပါမယ်ကဲဒီနားလေးကိုအနားလုံးမယ်လေပင်လေးကိုအနားလုံးပြီးပြီဆိုရင်ဒီနားလေးကိုမှတ်ခဲလေးနဲ့မြင်းလေးတစ်ကြောင်ဆွဲပြီးတော့ဒီနားကိုမှတ်လိုက်ပါမှတ်ပြီးပြီဆိုလို့ရှိရင်ဒီနားလေးနဲ့ဒီဘေးနားလေးကိုချုပ်လိုက်ပါမယ်เนาะဒီလိုမျိုးလေးထားပြီးတော့ချုပ်လိုက်ပါမယ်ဒီလိုမျိုးလေးထားပြီးတော့ချုပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်အဲ့တော့ဒီနားကနေဒီနားကိုပဲချုပ်ရပါမယ်เนาะအဲ့ဒါဆိုရင်ပြီးသွားပြီဆိုရင်လှပတဲ့လေးပြအင်ဂျီလေးတစ်ထည်ကိုရရှိမှာဖြစ်ပါတယ်ဒီလိုမျိုးလေးเนาะခောက်ရက်ဆိုရင်ဒီလိုမျိုးလေးဒါခောက်ထားတာရှေ့လေချင်းရှေ့ချမ်းနောက်ချမ်းတရွဲတဲ့ညက်ပြီးသားဒီနားကနေဒီထိမြင်းလေးနဲ့မှတ်လိုက်မယ်ဂျိုင်းပေါက်ကိုပြီးပြီဆိုဒီကနေဒီအောက်ကိုဒီလိုမျိုးလေးဆွဲလိုက်ဆွဲပြီးပြီဆိုလို့ရှိရင်ဒီအင်ဂျီတစ်ထည်လုံးမှာဒီနားမှာချုပ်ရိုးရဲ့ဒီဘေးပတ်လေအနားလုံးနာရဲ့လေဘင်းပေါက်ကလေးလုံးနာရဲ့
ဒါပဲလုပ်ရမယ်ဒါဆိုရင်လှပတဲ့အင်ဂျီတစ်ထဲလေးပြအင်ဂျီတစ်ထဲကိုရရှိသွားပါပြီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြိုက်နှစ်သက်တဲ့ဆိုရင် like and share လေးလုပ်ပေးကြပါ